အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့မှာတော့ကာတွန်းစာရေးဆရာကြီးဆရာဆွေမင်းဒနုပြူရေးသားထားတဲ့ကျွန်ုပ်နဲ့အချစ်ဝေဟင်ကီးဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ခန်းစားနားဆင်ကြည့်ကြပါကျွန်ုပ်နဲ့ခြေအားများတနေ့တနေ့ကျွန်ုပ်တွတ်ပြီးနဲ့တပည့်ကျော်ဘိုက်ကလေးတို့အမဲပြစ်ထွက်ခဲ့ကြရာမုံစိုးကောင်းတို့မြည်သည့်ခြေအားခံကျွမ်းကျင်ရာစမြဲတပည့်ကြီးကဟောကြည့်ဒါဆက်ခြေအားကွမှတ်ထားဟုတ်ကဲ့ဒါကခွေးအခြေအားဟောဒီတည့်ရပုံကဘာပါလဲဖဲကြည့်စမ်းမယ်ထောင်ချောက်တွင်ဝင်ဟာဆရာဒါကဘယ်တလိမ့်ဆိုင်ကြီးရလဲอืมအဲ့ဒါတွတ်ပြီချေရရေးတွတ်ပြီချေရကွဒီနေ့ကံမကောင်းပါလားကျွန်ုပ်နေ့တကြံတနေ့တနေ့ကျွန်ုပ်တွတ်ပြီနဲ့တပည့်ကျော်ဘိုက်ကလေးတို့အမဲပြစ်ထွက်ကနီးတော့ကတွတ်ပြီဗျာဗျခါကြီးရကြီးများနားပါအောင်တော့လူတကာတွေကောင်းမှုကုသိုလ်ယူနေကြချိန်မှာတော့မှာကနှလုံးပြူးကြီးတပြန်ပြန်နဲ့ဟမ်နားမယ်ငါလေမြန်မာလူမျိုးပဲဗုဒ္ဓဘာသာကိုယူသေးကိုင်းဆိုင်လာတဲ့ပေါ့နှစ်စန်းတရက်နေကြဥပုပ်တီလာစောင့်တည်မယ်ဖျားတက်မယ်ပရိစိတ်မယ်ဒီရက်ပိုင်းတွေတော့ခွင့်လို့ပါကွာငါတကြံရေကြောက်တက်မှန်းမင်းလည်းအတိကျွန်တော်လည်းအတိမသိမြင်ကိုနှစ်သိပ်ပြီးတကားလားကျွန်ုပ်တို့သည်ရိုးမတော်ကြီးတွင်သို့ဝင်ခဲ့ကြပါတော့သည်နှစ်စဉ်တကြံရက်တိုင်းကျွန်ုပ်တို့သည်တောတွင်ဝင်တကြံရီရှောင်နေကြရွာထဲမှာခုချိန်ဆိုတကြံကြနေလောက်ပြီမလွယ်မုတ်ဆိုးနှင့်သားကောင်ဟူသည်လင်းသူစားစတန်တွတ်ပြီးအလုပ်သည်အသက်ကိုဖက်နှင့်ထုတ်ထားရသည့်အလုပ်ဟောဆရာတို့ဟိုးမှာမြောက်တော့အုပ်မြောင်များကရှေ့မှတစုံတရာကိုစူးစိုက်ကြည့်နေကြ၏လာတကြံရီလောင်းနေကြခြင်းကိုမြောက်တွေအားကျနေကြခြင်းပဲထိုစဉ်တကြားမုတ်ထိုးထောင်မုတ်ဆိုးထောင်ထားသောကျိုးလျှော့ခွင်းအတွင်ကျွန်ုပ်တို့ခြေထောက်များခြားထားမိမှန်နောင်ခါမှတီးခဲ့ရတော့သည်တကားတို့ကြောင့်ဝီအာတစ်ကိုင်းမိဗျဟေးရုပ်တဲဖြစ်ပြီးပြန်ငိမ်သက်သွားသည့်အခါကျွန်ုပ်နှင့်ဘိုက်ကလေးတို့သည်ကျိုးခွင်းမိ၍ဤနဲ့မြောင်များသည်ကျွန်ုပ်တို့နှစ်ယောက်ကိုကြည့်ပြီးထွက်ပြေးသွားကြ၏တည်သီးကုန်များနှင့်ရေတယ်ပြီးပြန်လာကြ၏လူတွေတကြံရေပတ်တယ်လို့ကျွန်ုပ်တို့ကိုမနာရန်ပတ်ကြတော့သည်ရေကြောက်၍လူတို့၏တကြံကိုရှောင်ပြီးတောတွင်ဝင်ခဲ့သောကျွန်ုပ်တို့ကမြောင်များ၏တကြံရေဝဲမေးခိုက်တုံများဒီနေ့ကံမကောင်းပါလားကျွန်ုပ်စင်စည်းမြင်းရန်ခံရခြင်းမိဘဟူသည်သားသမီးကိုစင်စည်းမြင်းရန်ခံစေလိုကြစမြဲတရံရောအခါကကျွန်ုပ်သည်လည်းစင်စည်းမြင်းရန်ခံရဘူးပါပြီသည်တနေ့တနေ့ကျွန်ုပ်တို့ရွာမှနွားကြောင်သားတအူးကိုကြားစိုးတကောင်ကဝင်ဆွဲသွားရာရင်ကြားစိုးကိုနှိမ်နှင်းနိုင်သူမှာဤရွာတွင်ကျွန်ုပ်မှတပါအခြားသူမရှိရကအဟမ်တပည့်ကြီးရေဒီတကတော့လင်စင့်ထိုးမပြစ်ချင်တော့ဘူးကွာစင်စည်းပြီးပြစ်ချင်တယ်ကောင်းတယ်ဆရာတို့ကျော်ဟင်းကစင်ပေါ်ကတချင်းများတဲ့ဆရာတို့ကစင်ပေါ်ကနှလုံးပြူပေါ့တို့နဲ့စင်ဦးစီးကိုတက်ကြီးထံမှစင်ကိုငားပြီးဘိုက်ကလေးကစင်ကိုဦးစီး၍ကျွန်ုပ်သည်နှလုံးပြူကိုပိုက်ရင်လူသားစားကြားကိုနှိမ်နှင်းရန်ထွက်ခဲ့တော့ရာသူရဲကောင်းကျွန်ုပ်ကိုရွာလူတို့ကတောင်းဖြတ်နှုတ်ဆက်ကြ၏မြိုင်ရာစာတွေ့ပြီးဒီနေ့ကံကောင်းကြပါစေကြားစုသွားရလမ်းတစ်လျှောက်တွင်တွေးစတွေးနှမ်းတို့ကြံ့ရည်၏တောနက်ထဲရောက်လေဟောတွေ့ပြီဟေ့ကြားသည်အစာကိုမဲနေ၏ကျွန်ုပ်ဒီနေ့ကံကောင်းစီရန်ပြစ်ကွင်းကိုတေးချစွာခြင်း၏ဖျားဘိုက်ကလေးရဲ့ကြောက်ရွံ့ခြင်းမှထွက်ပေါ်လာသောမေးရိုက်တန်ကကျေလောင်လာပြီကြားသည်မတင်မကင်းဟန်ဖြင့်လှည့်ကြည့်လေဝါဒုက္ခကျွန်တော်မပါဘူးဗျဟိုက်ဆင်းလိမ္မာသည်ရွာစီတို့တဟုန်ထိုးပြေးတော်သည်စင်ပြစ်တရကြမ်းပြန်ဝင်လာသောကျွန်ုပ်တို့ကိုမြင်လေရွာသားတို့မှအောင်ပွဲခံရပြီထင်တလုံးပြည့်ရင်သက်ရှူမောကြသည်ဟာသူတို့သည်ကျွန်ုပ်ကိုများစွာပင်မချီးမုန်းလိုက်ရာနောက်မှပါလာသောကြားကိုမြင်လျင်နီးစက်ရာအိမ်ကိုတက်ပြေး၍တကားပိတ်ပုံအောင်ကြရပါတော့သည်ဟေးကြားကြီးပါလားကြားကြီးအတန်ကြာမှရွာသားများစု၍ဒုတ်ဓာလှန်တို့ဖြင့်6လမ်းမှကြားစုသည်တောတွင်ပြန်ဝင်သွားတော့၏ကျွန်ုပ်မှာကစင်သည်မြင်းဆောင်တွင်သို့တိုင်အောင်ဝင်ပြေးခဲ့သဖြင့်ဤနှင့်စင်စည်းမြင်းရန်ဘဝမျိုးဖြင့်အသက်ဘေးမှတီတီလေးလွတ်မြောက်ခဲ့ရတော့သည်
ဒီနေ့ကံမကောင်းပါလားတို့နဲ့စင်စည်းမြင့်ရန်ခဲ့ရပုံမျိုးကိုဘယ်မိဘဘူးတီကြောင့်တနေ့တနေ့ကျွန်ုပ်တွတ်ပြီးနဲ့တပည့်ကျော်ဘိုက်ကလေးတို့အမဲပြစ်ထွက်ခဲ့ကြရာမုံစိုးကျော်ဆိုတာကြီးစံချွေတာပြီးတားကောင်ရအောင်ပြစ်နိုင်ရတယ်ကွကြည်နေဒီနေ့ကြည်တတော်မှမပြစ်ရပဲတားကောင်ရစေရမယ်ပေးစမ်းဘူးတီကြောင့်ဟေးဟေးရောက်ဆိုတာလူလိုလိုက်လုတ်တတ်တယ်ကွဒီဘူးတီအပေါက်ထဲလက်သွင်းလာဟဲ့ခြုံွယ်ကနေတွားကြည့်ကြစို့ကြည်နေဟေ့ဘူးတီကြောက်တဲ့လက်နိုင်နေပြီဒုက္ခလူလိုလဲပြန်ချွတ်မရပါလားဟာဟာဟာအိမ်家မှာပြန်ချွတ်ပေးပါမယ်ကွာတို့တော့ကွမ်ဒီနီးကကြည်စံအကုန်တက်တာပဲမဲ့ခေါင်းတော့တက်တာမယ်မဟုတ်ဘူးနော်ကျွန်ုပ်ကြိုးတန်းဝိစားတနေ့တနေ့ကျွန်ုပ်တွတ်ပီနဲ့တပည့်ကျော်ဘိုက်ကလေးတို့သည်တို့နဲ့ကြွေးကြော်ပြီးတကာလာညာယာစာတွတ်ပီလာပြီဟေ့တားကောင်လေးများကိုတွေးတော်လဲကျွန်ုပ်မပြေကြီးပေဆိုသောကြားစင်ကြက်တို့ကိုသာတွင်ရှာတော့၏တပည့်ကျော်ဘိုက်ကလေး၏ကြောက်ရွံ့ခြင်းမှဖြစ်ပေါ်သောမေးရိုက်တံမှတပါတောသည်ခြောက်ချားပွေဟာတိတ်ဆိတ်လာပြီခေါ်စီလာတောင်မရှိလို့ရှိရင်ဟင်းလျာဖြစ်သွားပြီထင်သာပဲမရှိတာကိုရွေးပြောမယ်ဆိုတာယူဟိုမှာကြာကျွန်ုပ်ဒီတဒိန်ဒိန်ခုံနေသောရှင်ဖြစ်ကြားမျက်နှာဝါပြဲပြဲကြီးကိုတေချာချိန်ပြီးကော်ရိုက်ရန်အားပောက်ခွဲတန်သည်တတော်လုံးစုညံသွားပြီးကျွန်ုပ်တို့မှလည်းထုံးစံအတိုင်းပဲပြေးဟေးပြေးတော်သေးတာဗောအသင့်ပြင်ထားလို့တစ်ပင်မော်တို့ဘယ်ပုံဘယ်နည်းရောက်သွားမှမသိကြဟူးကြားကြည့်သည်တစ်ပင်အောင်မှခုံဆွဲနေကြက်ကောင်းမထိဘူးထင်တယ်ဘိုက်ကလေးကကြားသည်တစ်ပင်အောင်ချေမှခွာတော့မိဟန်မရှိချေထီတော့ထီတယ်နှရွက်ဖြစ်နေတယ်ကြည်ပါလားကြားနှရွက်တစ်ဖက်မရှိတော့ဘူးဥပတိရုပ်တော့ပြက်ပြီဒီຫນွေကျိုးကိုပူထုံလုပ်ပြီးချောင်းတစ်ဖက်တစ်ပင်ခွာကြားစီပြည့်ရမယ်ဒီဘက်မှာတစားချီထားမယ်ကျိုးတန်းပြစ်သွားမှကူတာပေါ့လာလေရောဟိတို့တော့ခွေထားသောຫນွေကျိုးတွေတွင်ကျွန်ုပ်တို့ဆရာတပည့်၏ခြေတပတ်စီဝင်နေသည်ကိုနောင်ခါမှတရိရပြီလွယ်ကျိုးကတော့ချောင်းတစ်ပတ်တစ်ပင်ခွာကြားတွင်ဟန်ကြချိန်မီမြည်တို့ပင်စေရင်ရင်းကိုပဲကျေးဇူးတင်ရမိသည်အကြောင်းမှာကျွန်ုပ်တို့မှလည်းပြစ်လိုက်သည့်အရှိန်နှင့်ပါသွားပြီဤနဲ့ဖြစ်ပြကြရပါတော့သည်ရက်ဆက်ပါပြီဆရာတို့ရဲ့ဒီနေ့ကံမကောင်းပါလားကျွန်ုပ်ကြောက်ခိလူသားဖြစ်ရခြင်းတနေ့တနေ့ကျွန်ုပ်တွတ်ပီနဲ့တပည့်ကျော်ဘိုက်ကလေးတို့ရိုးမတောကြီးအတွင်းဝယ်လွန်စွာအိုက်ဆက်လာသောအပူဒဏ်ကိုမခံနိုင်၍တောင်ကျဆန်းချောင်းလေးတွင်ရေစင်းချိုးကြရာတောနက်တွင်ဖြစ်သဖြင့်အဝတ်စားအလုံးကိုကန်းဆက်တွင်ချထားပြီးနတ်ဝတ်ပစိုးတိမ်မီကိုဝတ်ဆောင်နဲ့ပျော်မြူးမိကြသည်ဟေးတိတ်မခုံနဲ့ကွအမြင်မတော်တာတွေဖြစ်ကုန်မယ်ထို့ခိုင်မမျော်လင့်သောဖြစ်ရပေါ်လာခဲ့၏တော်ဝက်တကောင်သည်ကျွန်ုပ်တို့၏ဝတ်စားများကိုကြိုက်ချီထွက်ပြေးတော်သည်ဟာလိုက်ဟဟေးရစမ်းဟေးလိုက်လီဝေးလီဖြစ်သည်ပစိုးကြီးမှာကျွန်ုပ်တို့ထက်တောကျွမ်းသောတော်ဝက်မှာပျောက်သွားခြင်းပင်ဟာဒုက္ခပဲဒီပုံစံနဲ့ရွာကိုဘလို့ပြန်ရပါဟောလူတန်ကြားတယ်ဟာဆရာတို့မြဲခြုံနေဝင်ဆရာကြီးဟာလူဟိတ်ထွက်စမ်းဟာဆရာကြီးဒါကြောက်ခေလူသားတွေထင်တယ်ကြည်ပါလားတေရွက်တေဝတ်ထားတာရုပ်ကလည်းစိုးတွေအေးဖြစ်နိုင်တယ်ကွာငါအတိစက်ကပ်အဖွဲထဲမှာကြောက်ခေလူသားဆိုပြီးယုံသွင်းပြရရင်ဝက်ကွဲအောင်မြင်ပါဟာမဟုတ်ဘူးကြောက်ခေလူသားမဟုတ်ဘူးဗျို့ကျုပ်နောက်ဟာမုတ်ဆိုးကြော်ကြီးမြန်ရစာတွတ်ပြီပါရေစင်းချိုးတော့အိုးမဖြစ်နိုင်တာစကားမရှိနဲ့ကျိုးနေတော့ဟိတို့နေကျွန်ုပ်တို့မှာပြုတ်သမျှနှုရတော့ဤတော်ဝမ်းနောက်ပြေးလွှားလိုက်ရခြုံကြားတိုးဝင်ရနဲ့ကျွန်ုပ်တို့ဤတကူလုံးလဲမီးသွေးတုံးတပွဲဖြစ်ရထင်စရာပါပဲဒါကျမယောက်ျားကိုတွတ်ပြီပါရှင်ကြောက်ခေလူရိုင်းမဟုတ်ရပါဘူးဟိုက်ထိုခါမှရွာသားများကတရွက်အချို့ကြွေကြရာမိန်းကလေးများမှကြောက်ခေလူသားဆိုတော့ကမကြောက်မရွံ့ကြပဲတရွက်ကြွေမှလန့်ဖြန့်ထွက်ပြေးကြသည်မှာအဘဲကြောင့်ဒီစဉ်းစားရပါပြီတို့ချိန်မှစ၍ကျွန်ုပ်တို့ရွာလေးဝယ်ကြောက်ခေလူသားပါဇက်ရာဇဝင်မှာ
ပြောမဆုံးပေါင်တောတုံးတောင်ဖြစ်ရပါသည်ကျွန်ုပ်နဲ့ဒိုင်နမိုက်တနေ့တနေ့ကျွန်ုပ်တွတ်ပင်နဲ့တပည့်ကျော်ဘိုက်ကလေးတို့အမဲပြေထွက်ခဲ့ကြရာဟာဆရာတို့ဟိုးမှာမြောက်အုပ်ကြီးဗျဟင်အော်အေးဆရာတို့ကြုံမြင်မိသားပါကွလှုပ်ပြီးခုမှမြင်တာကိုများကဲတပည့်ကြီးမြောက်တွေကောက်ဖို့သာပြင်ပေရောဒိန်ဟီဟီဟီမတော်တဆများထိသွားသလားမသိပါဘူးဟေ့ဟာဟာဟာဒီလောက်များကြီးကိုပြစ်တာတကောင်တည်းပဲရတယ်အေးကွပထမတနက်တန်ကြတော့လန့်ပြေကုန်တာပေါ့ကွာတစ်ချက်တည်းနဲ့အများကြီးမိအောင်ကြံမှပဲနောက်တနေ့ဒီတကြီးတော့မင်းမြောက်တွေမပြေးနိုင်တော့ပါဘူးကွာဟာဟာငါမြောက်ဆိုပါလားဒိုင်နမိုက်နဲ့တစ်ချက်ခွဲလိုက်မယ်မြောင်မျိုးပြုတ်ရောလေဟဲ့ဒိုင်နမိုက်မှကျိုးတစကိုယူပြီးခြုံထဲတွင်ပုံအောင်ကြ၏တို့နဲ့မြောင်များရောက်ရှိလာကြပြန်သည်မြောင်များသည်ဒိုင်နမိုက်ကိုဝိုင်းအောင်ကြည့်နေကြ၏ရမ်ဘိုရဲ့ပစ္စည်းများလားတို့ပြီပစ္စည်းတင်တယ်ကွတိတ်မတနာဘူးကျွန်ုပ်ဒီစူးစားကိုမိရှို့လိုက်ပြီနားပိတ်ပြီးဝစ်နေတပည့်ကြီးဟေးဝစ်နေဟေးဟင်မီးလောင်လာပါလားအန်နဲ့ရှိမယ်ထင်တယ်ဟေးဝေးဝေးပြစ်လိုက်မှမြောက်တွေအများကြီးရရောင်းစားမိမမျက်နာရပျော်လိုက်တာဟေးဟိဟိဟိဒီနေ့ကံမကောင်းပါလားကျွန်ုပ်ရဲ့အကူအညီတနေ့တနေ့ကျွန်ုပ်တွတ်ပီနဲ့တပည့်ကျော်ဘိုက်ကလေးတို့အမဲပြည့်ထွက်ခဲ့ကြရာရှေ့ကချတိတ်ဘာကူညီလို့နေတယ်လဲဟေးချတိတ်ဥတုပီဘာကူညီရမလဲဟင်ကျွန်တော်ကငှက်ပစ်ဖို့ထိုင်ဆောင်နေတာဗျဟောဟိုမှာလာပြီးငှက်တော့နေမင်းတကယ်ငှက်လိုချင်သလားနှလုံးပြူတစ်ချက်တည်းနဲ့3-4កောင်ရစေရမယ်ကြည့်သေးတာဗောဗျာဟာကြလာပြီအဲငှက်ကြမထိပဲငုံနှုတ်တီးကခြိလာတဲ့ပဇွန်လုံးမှကြံ့ပန်သွားမှန်တာကိုတူပြီတနေ့တာတနေ့တနိုင်ကျွန်ုပ်ဤဩဝါဒကိုဘိုက်ကလေးသည်လွန်စွာမှပဲစိတ်ဝင်တစားဖြင့်နားဆင်နေစကိုင်းဟာမဖြစ်နိုင်တာမြို့သားဧည့်သည်တချို့ရောက်ရှိလာကြရာဥတုပီစကားစားမြည်ပြောဆိုကြလေကျွန်ုပ်တို့ကရွှေကလေးစာဆောင်ပါကျော်သူစိုးသူရအောင်ပြင်းကြီးတူထူးအိမ်တင်စားတဲ့စူပါစတားတွေကိုတွေးဆုံခြင်းလောက်ရတာဖန်တရားတိတ်နေပြီရိုးသားဖြောင်းမှတ်ပြီးလွန်စွာမှပဲတတိကောင်းနဲ့ဦးချောင်းကိုပြိတ်သက်စိတ်ဝင်စားကြပါတယ်အဲ့ဒါမြန်ရစာတွတ်ပြီးတဏိတာထဲ့ကျင်လို့ချီးမြှင့်ပါခမညာရင်းနဲ့အထက်တောင်းပန်ရကတခါတည်းပြောတာကိုအများပြည်သူအပြင်းပြေစေရန်အလို့ငါလိုက်ရောလိုက်လေရန်အောင်ချစ်ကောင်းလို့ထက်စိတ်ဝင်စားစရာကောင်းပြီးတွတ်ပြီးတနေ့တာဖြစ်ပေါ်ခဲ့ရပါပေသည်တွတ်ပြီးမဟေသည်တော်တွင်ဝင်ဟာဟိုမှာကြားကြီးစရာဟာခမည်းတော်ကန်ကောင်းတာပဲမြန်ရစာတွတ်ပြီးနဲ့ကြားအစွမ်းပြိုင်ပွဲကိုမှတ်တမ်းတင်ကြရပေရောကျွန်ုပ်ဒီကြားဤလက်ပြင်ကိုတေချာစွာချိန်ပြီးအသက်အောင်မျက်တောင်မခတ်ပဲအာယုံကိုပြောင်းဝရင်သာစုံစည်းပြီးတကားလားပြစ်မှတ်ထီတို့တော့ကြားသည်အသက်ပြင်း၏မိကိုလာရခုံအုပ်၏ကျွန်ုပ်ကြောင်နေစဉ်ဘိုက်ကလေးကတွန်းထဲလိုက်၍ကြားပါဇက်နှင့်ဝေးရ၏ကြားသည်အရှိန်လွန်ပြီးဓာတ်ပုံစရာအပေါ်သို့တို့တော့ဓာတ်ပုံစရာကန်ကောင်း၏ကြားသည်သူ့ကိုယ်ပေါ်တွင်ပြယုံသာပြပြီးအသက်ပြောက်၏လူများယခုမှတက်ပြင်းချနိုင်သည်ကျွန်ုပ်ကပရွေးစိတ်လေးတစ်ကောင်ကိုလက်ဖြင့်ဖိတက်လိုက်ရသည်အလားဟန်ပန်အပြည့်နှင့်သာနေသို့တော့ကျွန်ုပ်၏ရင်ခုန်တန်ကမမှန်ခြင်းဟူဘိုက်ကလေးကယ်ပြီလို့စာဆောင်ထွက်လာတော့ကျွန်ုပ်နှင့်တွေ့ဆုံခြင်းကိုဤနဲ့ရေးကြ၏မြန်ရစာတုပီသည်ကြားခုံအုပ်သောပုံကိုရှေ့တဲမှဓာတ်ပုံဆရာရိုက်ကူးနိုင်စေရန်အခွင့်ပေးပြီးမှကြားကိုချိန်တာကိုက်စီဝင်ဖြုတ်လိုက်ပြီသည်လွန်စွာမှလက်ဆကောင်းသောမြမမုံစိုးကြော်ကြည့်ပါပဲရင်ကကျွန်ုပ်စွန်စားကမ်းများထဲမှမထင်မရှားဖြစ်ရကလေးမျှသာသည်ကျွန်ုပ်နှင့်ဝေဟင်ကကြီးကျွန်ုပ်တွတ်ပြီးသည်အမဲလိုက်ခြင်းလုံနိုင်နှစ်ပေါင်းများစွာကျင်လည်ခဲ့တော်ညာကျွန်ုပ်၏ဇနီးမသိမြင်မှာသူ့ဝတီအတိုင်းကျွန်ုပ်ကိုများစွာအထင်မကြီးလာပဲရှိလေသည်ဟွန်းဝေးသည်ကျွန်ုပ်မှာလူသဘောပါအတိုင်းစိတ်အတွင်းဝယ်
တနုံနုံခံစားရသည်မင်းထင်ကြီးအောင်ငါဘလို့အစွမ်းပြရပါမလဲမြင်ယနေ့လေဒီနေ့ဟင်းလျာမရှိဘူးကျင်းတီပေါက်ရနိုင်မဲ့ငါပဲသွားဖိုက်ကြည့်ကောင်းပြီလေငါအမြန်ဆုံးရစေရမယ်လာဟိပိုက်လေမရခိုင်းတော့တခွန်းတို့ဖြင့်ကျွန်ုပ်တွတ်ပင်နဲ့တပည့်ကျော်ဘိုက်ကလေးတို့ငါဖန်ထွက်ခဲ့ကြရာဟောလာဟိတပည့်ကြီးဒါဟာမွေကြီးတကောင်ငါစားကျင်လို့အိုင်ပတ်နေတဲ့အတန်ပဲကွတီကြရဲ့လားဆရာတွေ့ရဲ့ဟင်းမြိုင်ရာစာတွတ်ပြီပါကွတွတ်ပြီတွေးကြည့်ရင်ပြေးကြည့်တာထက်မှန်တယ်ကဲကြည့်ဟိုးအောင်ဟာတော်လိုက်ပါတဲ့ဆရာတို့မွေကြီးသည်စီးချက်ညီလွှဲပတ်နေ၏မွေကြီးပတ်ထုတ်လိုက်သောရေနှင့်ငါးအချို့မှာကျွန်ုပ်တို့ရက်နေသောကမ်းပါစွန်းသို့တိုင်ရောက်လာရာကောက်ရီကောက်ဟပွားတာပဲဟိတို့တော့ရှေ့တို့သာမဲပြီးကောက်နေရတဖြည်းဖြည်းကမ်းပါစွန်းသို့ရောက်လာသည်ကိုတတိမပြုတ်မီပဲတက်ကြီးတွင်အာဟိုင်ကြပြီဟိရေအိုင်တဲ့လိကြရာမွေကြီးကလွယ်ပြီးပတ်အတင်ရိုက်မိပြီးဤသို့မွေကြီးဤရိုက်အားမှာပြင်းထန်လွန်ရာကကျွန်ုပ်တို့သည်လေထဲတွင်ဝဲပြန်ရောက်တတ်သွားသည်တကားအလိုဟိုမှာပါရီပါလေလူပြန်တော့ဗရံများတွေပါလားအိုကိုတွတ်ပီတို့ကိုမြေပြင်ကလာရင်နှီးမှာဆိုလို့ဝေဟင်ကပြန်ခဲ့တဲ့ရှင့်ကိုတော့တတ်နဲ့တကူအထင်နည်းနည်းကြီးသွားပြီရှင့်